ရှောင်နေလိုက်ပါသူစိတ်သက်ကိုတိရပြီဆိုရင်တိုက်ရိုက်သွားမပြောနဲ့မတိတယ်လို့နေပေးပြီးရောနောက်ဆိုကိုကရှောင်နေလိုက်ပါသူ့အကျင့်ကိုရိပ်မိနေပြီလားတွားပြီးပောက်ကွဲမပြနဲ့မတိတယ်လို့နေပေးပြီးနောက်ဆိုကိုကဆင်ကျင်လိုက်ပါနင်ကဘလို့ငါကဘလို့ဆိုပြီးစကလုံးနဲ့စစ်တိုက်နေဖို့မလိုပါဘူးရိုးသားချင်းအောင်ဆောင်နေတဲ့သူ့အကြောင်းကိုကနားလည်နေပြီလားဆက်ပြီးအပေါင်းအသင်းမလုံးနဲ့တဖြည်းဖြည်းရှောင်နေလိုက်ပါရှေ့ဆက်သွားရင်ကိုပါထိခိုက်စေနိုင်တာမို့ပါတခါတလေရောကိုတိတဲ့အရာတစ်ခုဟာကိုစိတ်ထဲမှာမှတ်သားထားဖို့ပဲလိုတာပါလုံးဝမပတ်သက်မဆက်ဆံရဘူးလို့မပြောလို့ဘူးမဖြစ်တာလို့ဆက်ဆံနေရအောင်မယ်ဆိုရင်လေကိုပေါင်းစိတ်ခွာနေပေါင်းတင်းနိုင်ပါတယ်ရိုးသားခြင်းအောင်ဆောင်တဘောကောင်းသလိုဟန်ပြကိုယ်ရမှာကိုမကောင်းကြောင်ပြောကိုရဲ့မကောင်းတဲ့တင်းကိုအလန်တလူလေလွင့်အခွင့်အရေးရရင်ရတယ်လို့ဖဲ့ညင်အရာကိုသူ့အပြစ်မဟုတ်ဘူးဆိုပြီးမျက်နှာပုံးဆွတ်ထားတဲ့လူမျိုးကိုဒီသက်တင်တွေ့ဆုံခဲ့ရင်ကဲနိုင်တဲ့လောက်ရှောင်းဖဲကနေလိုက်ပါမိဆိုရင်ကြည့်ရှုအားပေးကြတဲ့သူတိုင်းကိုအထူးကျေးဇူးတင်ပါတယ် like share follow လေးလုပ်ပေးသွားကြပါအောင်နော်မူရင်းရေးသားသူအား BBK Burmese မှာ2 credit ပေးပါတယ်